ကျွန်တော်ရဲ့နီးပညာ channel ဖြစ်တဲ့ MTC မြန်မာတက္ကနီကိုင် channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ ChatGPT ကိုအသုံးပြုပြီးမှ logo တစ်ခုဘယ်လိုဖန်တီးမလဲဆိုတာကျွန်တော်ပြပြပြီးတော့မှာပဲဖြစ်ပါတယ်။ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ ChatGPT ထဲကိုဝင်မယ်။ပြီးတော့ပြီဆိုရင်ကိုလိုချင်တဲ့အကြောင်းအရာလေးတွေစရင်မှာပြောပြနိုင်ပြီပေါ့နော်။ဒါပေမဲ့ကျွန်တော်သစင်ချင်းစီမကြော်ဘဲနဲ့ပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ဆိုတော့ free ပေါ့နော်ဒီကောင်ကကျတော့plat လေးမပါဘူး free ကိုမှဘယ်လိုသုံးမှဘယ်လိုလောက်သွားလဲဆိုတာလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးမယ်ဆိုတော့ကိုကနေမှ high မယ် high ပြီးတော့ရင် logo ဆွဲပေးနိုင်လားပေါ့နော်ဒီအဆင့်မှာကလေးကနေမှကိုလိုချင်တဲ့ logo ကိုတခါတည်းပြောပြပေးလို့ရပြီဒါပေမဲ့ကျွန်တော်အနေနဲ့အားလုံးကိုအစအနေမှာအဆုံးထိရှင်းရှင်းလင်းလင်းသိချာလုပ်လို့အဆင်ပြေအောင်လို့ကျွန်တော်အနေနဲ့ step by step ပြောပြထားပေးတာပေါ့နော်ဆိုတော့ဖုန်း software အတွက် logo လေးတစ်ခုဖန်တီးရှင်းတာပေါ့နော် logo လေးဆွဲရှင်းနေပေါ့ဒီနေရာမှာကိုလိုချင်တဲ့အရာတွေလိုချင်တဲ့ပုံစံတွေလိုချင်တဲ့ background တွေဘယ်လိုပုံစံလေးလိုချင်တာလဲအသေးစိတ်သူ့ကိုပြောပြပေးလို့ရတယ်အဲ့မှာပဲသူကနေမှကိုလိုချင်တဲ့ပုံစံတွေကိုသူကနေမှထုတ်ပြီးမှာပေါ့နော်ကျွန်တော်ကတော့ဖုန်း software အတွက် logo တစ်ခုဆွဲရှင်တယ်ပေါ့နော်ပြီးတော့ပြီဆိုရင်ဒီရဲ့နောက်ခံ background အရာဝါကြတော့ကျွန်တော်အနေနဲ့အမဲအောင်သုံးချင်တယ်ပြီးရင်စာလုံးဝါကြတော့ရွှေဝိုင်အောင်သုံးချင်တယ်ပြီးရင်ပုံစံအနေနဲ့ဆိုရင် 3D ပုံစံမျိုးလေးလိုချင်တယ်ဆိုရင်မှကျွန်တော်ပို့ပေးလိုက်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတစ်ခုရှိတာက image ထုတ်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ free တုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့စောင့်ပေးရတယ်ပေါ့နော်ခက်မှန်အဖြစ်10မိနစ်ခွဲ2မိနစ်အဲ့လောက်ဝင်ကျင်တော့ကြာမယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုကကျတော့မဖြတ်ဘဲနဲ့မရစ်ဘဲနဲ့ကျွန်တော်အသေးစိတ်လေးတင်ထားပြီးရပေါ့နော်ဘယ်လောက်စောင့်ရတာလဲအရင်မကြောက်ဘူးပေါ့နော်တခါကြီးကြရင်လေးကြားတယ်တခါကြီးကြရင်လည်းမကြောက်ဘူးโอเคဆိုတော့ logo တစ်ခုလေးရလာရပေါ့နော်ဖုန်းဆောက်ပြီးဆိုရင်မှဒါပေမဲ့အဲ့ရဲ့ပြုပြင်တဲ့နေရာမှာကျတော့နှစ်ချက်ပုံစံလေးဖြစ်နေရယ်ဆိုတော့နှစ်ချက်နေရာမှာကျွန်တော်အနေနဲ့ပြုပြင်တဲ့ပုံစံမျိုးလေးထည့်မယ်ဆိုရင်မှကျွန်တော်သူ့ပြန်ပြောပြလိုက်မယ်โอเคဆိုတော့ကျွန်တော်သူ့ပြောပြလိုက်ပြီပေါ့နော်ဆိုတော့ဒီနေရာမှာခဏလေးစောင့်ပေးရမှာပေါ့နော်သူ့အနေနဲ့ပုံကိုထုတ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခဏလေးတော့စောင့်ပေးပါဆိုတော့တေချာတာကတော့နောက်ထပ်ထွက်လာမဲ့ပုံတွေကကျတော့ free ရချင်မှရမှာပေါ့နော်ဆိုတော့ဒီအောက်မှာ get plus ဆိုမှရေးထားတယ်အဲ့ဒါလေးတစ်ချက်နှိပ် upgrade to plus ကိုတစ်ချက်နှိပ်လိုက်ပြီးပြန်ထွက်လိုက်ပေါ့နော် okay ဆိုတော့ဒီမှာ email ကို create လုပ်နေပြီပေါ့နော်ဆိုတော့ဒီမှာပြုပြင်တဲ့ပုံစံလေးမျိုးလေးဖြစ်သွားပြီပေါ့နော်ခဏနေရာမှာကျွန်တော်အနေနဲ့ get plus ကိုပုံမှန်ဆိုရင်အဲ့လိုပေါ်တယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီတိုင်းပဲထားပြီးမှထားလိုက်တယ်ပေါ့နော်ဆိုတော့အဲ့နေရာမှာ get plus နေရာမှာတစ်ချက်နှိပ်ပြီးမှပြန်ထွက်ပြီးမှဒီလိုလုပ်မယ်ဆိုရင်ဒီရဲ့ကိုယ့်ရဲ့ image ကိုပြန်ပြီးမှ create လုပ်လို့ရတယ်ထုတ်လို့ရတယ်ပေါ့နော်ဆိုတော့ဖုန်းနံပါတ်နေရာကိုကျွန်တော်တစ်ချက်ထည့်ပြီးမှဖြည့်ပြီးမှထည့်ခိုင်းလိုက်မယ်ပေါ့နော်ဒီရဲ့ဖုန်း software အောက်ဆိုတဲ့အောက်နာလေးမှာဖုန်းနံပါတ်ကိုထည့်ခိုင်းလိုက်မယ်ပေါ့နော်โอเคဆိုတော့ပုံမှန်ဆိုရင်တပုံလောက်ပဲထုတ်လို့ရတာပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့ပုံတွေထုတ်လို့တော့ရရပေါ့နော်ပေးတလောက်တော့ထုတ်လို့ရတာပေါ့နော်ဆိုတော့ဖုန်းနံပါတ်နေရာမှာကျွန်တော်ဖုန်းနံပါတ်လေးထည့်လိုက်မယ်โอเคခဏလေးစောင့်ပြီပေါ့နော်ဒီနေရာမှာကျတော့ကျွန်တော် ChatGPT ကိုစသုံးတော့ဆိုရင်ပုံထုတ်ရတာတော်တော်လေးကိုခက်တယ်ဒီခုဆိုရင်2မိနစ်ဝန်းကျင်လောက်ဆိုရင်တော့မှတော်တော်လေးမြန်ပြီမနော်တခါကျရင်စက္ကန့်ဝန်းလို့10မိနစ်နဲ့လည်းရတယ်ကျွန်တော်တို့ပထမစသုံးတော့ဆိုရင်5မိနစ်တို့10မိနစ်တို့အဲ့လောက်ဝန်းကျင်လောက်စောင့်ရတယ်ဗောနော်ဆိုတော့ပုံလေးရပါပြီ